ရွှေမောင်အခုလို့ဆိုရင်မင်းလီလီနဲ့ချစ်တန်းကစားနေလို့ရောပေါ့ကွာစိတ်လျှော့ရှော့မယ်ကျမစိတ်ကိုရှော့ပါဖြစ်မယ်အဲ့ဒါကောင်းပြီမှတ်ပါလားညာချုပ်ဘူးမင်းတော်အောင်တန်းကြပါလားဟင်မင်းတို့အားရအောင်တန်းကြအဲ့လိုမျိုးလုံးဝသလားကွာမင်းအောင်မအားရမင်းကလည်းငါပြောရတယ်ရှိသေးတယ်မင်းကအားရမင်းမလို့မင်းမအလုပ်တွေလုပ်လို့ငါပြန်လုပ်တာကွာမင်းဘာပြောချင်လဲဩအေးငါပြောချင်တာကတော့မင်းနောက်ကငါမိမကိုကြာမခုနဲ့မငန်းနဲ့နာဘူးမထနဲ့ဒါပဲနော်မင်းကိုမကြိုက်လို့ငါနောက်ကိုလိုက်လာတာမင်းသဘောပေါက်သမ်းပါအေးမင်းကိုလည်းငါပြောထားမယ်မင်းငါမိမမိမိတင်ကိုမင်းမငန်းနဲ့ငါမိမမင်းကိုလည်းစာအုပ်ကြားတဲ့တော့ညှက်မှာမဟုတ်ဘူးအောင်မငါကလည်းမိမဘယ်ကြမ်းမှမညက်ဘူးနားလဲလားကုံပြောလိုက်မယ်အိမ်မထဲအောင်ထဲမဲ့ဘူးအိမ်မမင်းနေမှာလေမျက်နှာချက်ချင်းထားပြလိုက်မယ်နားလဲလားမိမလို့ခုနအိုရှိစုအဖွားကြီးကိုလုံးဝမစင်စားဘူးနားလဲလားဟာမိမမြအဖွားကြီးလေမိမရောအပြိုလေးမို့လို့လားဟမ်အပြိုလေးမို့လို့လားရှားရင်နဲ့ပြိုပြီးပြိုကျနေတဲ့ရွဲပလဲနေတဲ့ဟာကြီးဟာမင်းကမိမမစော်ကားနဲ့မင်းလိုကောင်မျိုးကလေလိုချင်တယ်မရလို့စုံမလို့နီးလို့ချိုးတာချင်းနေပြောတဲ့ကောင်တပိုးလေးပြောင်ပြောတဲ့ကောင်အားရပြောနေတဲ့ကောင်မင်းဘာထူးလဲမင်းကဘာထူးလဲလိုချင်တာမရလိုက်ပဲငါနောက်ကိုပါသွားလို့အားရမခံကြီးမခံတာဖြစ်နေတယ်မလားဟာအေးဟာမင်းကငါရှင်းပြောမယ်နောက်တခါဒါမျိုးထပ်ဖြစ်လို့ဟောဒီမှာငါလက်သိကြည့်ထားလက်သိကြည့်ထားအေးဟာမင်းတယောက်တည်းလက်သိတယ်မဟုတ်ဘူးငါလည်းလက်သိပါတယ်လောက်နဲ့မဟုတ်နှလုံးနော်မင်းဘယ်ဘက်ကဆန်းနေလဲညာဘက်ကဆန်းနေတာပြောဟာဆန်းနေလေဆန်းလို့ရတယ်ဆန်းကြိုက်တယ်ငါလည်းအဲ့ဒါမျိုးစမ်းကြည့်နေတာဟာတာမျိုးမရဘူးလေမှတ်လားဘယ်ရမလဲကွာမင်းကလားမင်းကဘာမင်းဟာမင်းကလည်းဟာမင်းကလည်းဟာလောမနေဟာမင်းကဘယ်လိုကောက်တာတော့ကျောင်းကဘာလို့တားလဲမကျွန်တော်ပြေဘာလို့လုပ်လဲမင်းကဘာလို့ကောက်တာမင်းဘာလို့ကောက်တာဟဲ့မတော်ဘူးမင်းကမတော်စားကြည့်ရတယ်ခဏလေးမင်းကတော့မင်းကငေါ့လုံးနေသေးလားဟင်မင်းလက်ဒီကောင်းနေငါတို့လုံးလက်မပန်းနဲ့နော်လက်မပန်းနဲ့နော်ပါတယ်ပါတော့တယ်ဟာအဖေအဲ့လိုပါမမေရဲ့ဖေဖေမှာအပြစ်မရှိပါဘူးအဲ့ဒါဟိုလူကြီးကြောင့်ဖြစ်တာဟုတ်တယ်ကွာဟုတ်တယ်မင်းကိုပြောဘူးပါတယ်ကွာ